အားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့အားလုံးစောင့်မျှော်နေကြတဲ့ဒီ2026ကမ္ဘာဖလားရဲ့ semi final နေရာတနေရာအတွက်စပိန်သင်းနဲ့ဘယ်ဂျီယံအသင်းတို့ကဒီတောက်ချနေမနက်မှာပဲထိပ်တိုက်တွေ့ဆုံကြတော့မှာဖြစ်ပါတယ်ဥရောပရဲ့ဒီတင်းကြီးနှစ်သင်းကအခုပြိုင်ပွဲအတွင်းမှာလုံးဝကိုမတူညီတဲ့ပုံစံတွေနဲ့တဆင့်ပြီးတဆင့်ဖြတ်ကျော်လာခဲ့တာဖြစ်ပါတယ်။စပိန်သင်းကတော့အုပ်စုစစ်မှာတော့ကကိဗာရီကိုမထင်မှတ်ပဲတည်ကြခဲ့တာကလွဲရင်အဲ့ဒီနောက်ပိုင်း၄ပွဲဇက်တိုက်လုံးဝပေးကိုမရှိဘဲနဲ့ဇက်တိုက်နိုင်ပြီးတော့ quarter final အဆင့်ကိုတက်ရောက်လာတာဖြစ်ပါတယ်။တစ်ဖက်မှာတော့ဘယ်ဂျီယံအသင်းရဲ့ခြေစွမ်းကအနှိမ့်မြင့်တက်ကြများပြီးတော့16သင်းရှုံးထွက်အဆင့်မှာအင်ရှင်အမေရိကန်အသင်းကို၄ဂိုးတစ်ခုနဲ့အနိုင်ယူပြီးတော့ပုံစံကောင်းတွေပြသထားပါတယ်။ဒီနေ့မှာတော့ဒီပွဲနဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့အမြင်တွေနဲ့ဒီပွဲကြိုခန့်မှန်းချက်ကိုတင်ဆက်သွားမှာဖြစ်ပါတယ်။ခင်ဗျားတို့သိကြတဲ့အတိုင်းစပိန်အသင်းကဒီ2010တုန်းကကမ္ဘာဖလားချန်ပီယံဖြစ်ခဲ့ပြီးကတည်းကအဲ့နောက်ပိုင်းကမ္ဘာဖလားပြိုင်ပွဲတွေမှာသူတို့ရဲ့ရလဒ်ကအရန်ကိုစိတ်ပြတ်စရာကောင်းခဲ့ပါတယ်။စပိန်အသင်းက2014မှာအုပ်စုစင်းကထွက်ခဲ့ရတယ်လို့နောက်ဆုံးကမ္ဘာဖလား2ကြိမ်လုံးမှာလည်း16သင်းအဆင့်ကနေစောစောစီးစီးအိမ်ပြန်ခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့နီးပြလူးစ်ဒီလာဖွန်တေးကသူ့ရဲ့လက်အောက်မှာတော့စပိန်ကလုံးဝကြောက်စရာကောင်းတဲ့အသင်းတစ်သင်းအဖြစ်ပြောင်းလဲသွားပါတယ်။ယူရို2024ချန်ပီယံဆုကသူတို့ရဲ့ခြေစွမ်းဘယ်လောက်ထိကောင်းလဲဆိုတာကိုထုတ်ပြခဲ့တာဖြစ်ပြီးတော့အခုချိန်မှာတော့ကမ္ဘာဖလားကိုရယူဖို့အိမ်မက်ကတဖြည်းဖြည်းနဲ့လက်တွေ့ဖြစ်လာပါတယ်။စပိန်သင်းကနီးပြဒီလာဖွန်တေးလက်အောက်မှာကစားခဲ့တဲ့46ပွဲမှာ3ပွဲပဲရှုံးခဲ့ပြီးတော့နောက်ဆုံး35ပွဲစတိုက်2024မတ်လကိုလံဘီယာနဲ့ပွဲကလေးကမိနစ်90အတွင်းလုံးဝမရှုံးခဲ့တာဖြစ်ပါတယ်။တစ်ဖက်မှာလည်းနီးပြရူဒီကာစီယာဦးဆောင်တဲ့ဘယ်ဂျီယံအသင်းကပြိုင်ပွဲအစပိုင်းမှာရုန်းကန်ခဲ့ရတယ်လို့ဆိုနိုင်ပေမဲ့လက်ရှိချိန်မှာတော့သူတို့ရဲ့ပုံစံတစ်ခုကိုရှာတွေ့သွားခဲ့ပါတယ်။အထူးသဖြင့်ပြိုင်ဘက်အသင်းရဲ့ဂိုးပေါက်ရှိမှာပေါ့16သင်းအဆင့်တုန်းကအမေရိကန်အသင်းရဲ့နောက်တန်းကို၄ဂိုးသွင်းပြီးတော့ဖျက်ဆီးခဲ့တာကပြိုင်ဘက်အသင်းတွေအတွက်တကယ်ကိုငါတို့ပြန်လာပြီဆိုတဲ့တတိပေးခေါင်းလောင်းတန်ဖြစ်ပါတယ်။စပိန်သင်းဟာအခုကမ္ဘာဖလားပြိုင်ပွဲအတွင်းမှာ9ပွဲဆက်တိုက် clean sheet ရယူထားပြီးတော့တကူမှမပေးထားရသေးပါဘူး။ပြိုင်ဘက်တွေကိုလည်း expected goal value က 1.5 ပဲခွင့်ပြုထားလို့ဒီပြိုင်ပွဲရဲ့အကျစ်လက်ဆုံးခန်းစစ်ကစားပုံပိုင်ဆိုင်ထားပါတယ်။တစ်ဖက်မှာတော့ဘယ်ဂျီယံသင်းက9ဂိုးထိပေးထားပြီးတော့ပြိုင်ဘက်တွေကို 6.2 expected goal value ထိရှိထားပါတယ်။ဒါကြောင့်သူတို့အသင်းအနေနဲ့နောက်တန်းကိုစနစ်တကျမကစားနိုင်ဘူးဆိုရင်စပိန်အသင်းရဲ့ကွင်းလယ်နဲ့တိုက်စစ်ကသေချာပေါက်အဖြစ်ပေးသွားမှာဖြစ်ပါတယ်။ဒီပွဲရဲ့အဓိကအလှည့်ပြောင်းကတော့ဘာစီလိုနာအသင်းရဲ့ကျယ်ဝင့်ကစားသမားလာမင်းရမယ်ပဲဖြစ်ပါတယ်။သူကဒီနေ့ကမ္ဘာဖလားမှာကြွက်သားနဲ့ကြန့်ခိုင်မှုပြဿနာကြောင့်သူ့ရဲ့အကောင်းဆုံးခြေစွမ်းကိုမပြသနိုင်သေးဘူးဖြစ်ပါတယ်။ဒါပေမဲ့ဘယ်ဂျီယံအသင်းနဲ့ကစားမဲ့ပွဲမှာတော့သူကအဆုံးဖြတ်ပေးနိုင်တဲ့ကစားသမားတွေကတယောက်ဖြစ်နေစေဖြစ်ပါတယ်။ဒီကစားသမားကစပိန်လက်ရွေးစင်အသင်းအတွက်ပွဲစဉ်30လောက်ကစားထားပြီးတော့တွင်းဂိုးနဲ့ဖန်တီးမှုပေါင်းစုစုပေါင်း18ဂိုးထိပါဝင်ပတ်သက်ထားပါတယ်။အဲ့တော့လာမင်းရမဲကဘယ်ဂျီယံအသင်းရဲ့ခံစစ်အတွက်ကတော့စိုးရင်းစရာတစ်ခုဖြစ်လာမှာတော့သိကြပါတယ်။ကျွန်တော်ရဲ့ကိုယ်ပိုင်မြင်ကိုပြောရမယ်ဆိုရင်တော့ဘယ်ဂျီယံအသင်းကအမေရိကန်နဲ့ပွဲရခြေစွမ်းကြောင့်ယုံကြည်မှုတက်နေတာတော့မှန်ပါတယ်။ဒါပေမဲ့စပိန်အသင်းကတော့လုံးဝကိုမတူညီဘဲနဲ့ပြည့်စုံတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ဒီလာဖျွန်တေရဲ့အသင်းကကွင်းလေကောခံစစ်ပါအရန်ကိုကောင်းမွန်နေပြီးတော့ဘယ်ဂျီယံအသင်းရဲ့နောက်တန်းမှာအမှားယွင်းမရှိဘဲနဲ့ပိတ်ဆို့ထားနိုင်တယ်ဆိုရင်တော့မှပဲစပိန်အသင်းမှာတဦးချင်းကြော်ဖြတ်နိုင်တဲ့ကစားသမားတွေအများကြီးရှိပါတယ်။ဒါကြောင့်တမိုင်းချောင်းရရောလက်ရှိခြေစွမ်းရပါကြည့်မယ်ဆိုရင်စပိန်အသင်းကပဲဒီပွဲကိုထိန်းချုပ်ကစားသွားပြီးတော့2ဂိုးမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ရသွားမယ်လို့ထင်ပါတယ်။တကယ်လို့စပိန်အသင်းကအနိုင်ရသွားမယ်ဆိုရင်2010ခုနှစ်နောက်ပိုင်းပထမဦးဆုံးကမ္ဘာဖလားဆီမီဖိုင်နယ်ကိုပြန်ပြီးတော့ကန်ခွင့်ရမှာဖြစ်ပါတယ်။ကဲခင်ဗျားတို့ရောဘယ်လိုထင်လဲ။ဘယ်ဂျီယံအသင်းကပဲစပိန်ရဲ့ clean sheet စံချိန်ကိုချိုးဖျက်ပြီးတော့ဆီမီဖိုင်နယ်ကိုတက်သွားမလား။ဒါမှမဟုတ်စပိန်အသင်းကပဲချန်ပီယံစိတ်ဓာတ်နဲ့နောက်တစ်ဆင့်ကိုတက်သွားမလား။ဘယ်လိုထင်ကြလဲ။အားလုံး comment ပေးခဲ့ပါဦး။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့။